အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြင်းချံဘလက်တိုက်က MB တက်ဖွဲ့ရဲ့ကောင်းဆောင်ကိုပိုင်ခဲပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဘောနော်တော်လန်မိဘပြည်သူတွေကိုပြောချင်တာကတော့ကျွန်တော်တို့ဘောနော်ဒီကြားမဲတွေအနေနဲ့ချင်းပြည်နယ်မှာကျွန်တော်တို့ဖလန်းမျိုးသိန်းတိုက်ပွဲကိုကျွန်တော်တို့ဘောနော်စစ်ကြောင်းနှစ်ကြောင်းနဲ့ပူးပေါင်းပါဝင်ပြီးတော့ချင်းပြည်နယ်ဖလန်းမျိုးသိန်းတိုက်ပွဲကိုတိုင်နိုင်ခဲ့ဖြစ်ပါတယ်လက်ရှိမှာလည်းကျွန်တော်တို့ကြားမဲတွေအနေနဲ့ဘောနော်တိုင်းသားအရာအုပ်ဘက်မှာမျိုးသိန်းတိုက်ပွဲတွေကိုကျွန်တော်တို့တွေစစ်ကြောင်းတွေအခုဆေးလွတ်ပြီးတော့ဆင်နွှဲနေရတွေရှိပါတယ်နောက်ထပ်လည်းအမိဖော်ပြလို့မရတဲ့စစ်စင်ရေးတွေမှာပူပေါင်းပါဝင်တိုက်ခိုက်နေရတွေရှိပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့အညာဒေသမှာအညာသားတွေဥဆောင်ပြီးတော့ကျွန်တော်တို့ကြားမဲတက်တွေဥဆောင်ပြီးတော့ကျွန်တော်တို့မျိုးသိန်းတိုက်ပွဲတွေကိုဖော်ဆောင်ရမယ့်အချိန်ရောက်ပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အညာမှာမျိုးသိန်းတိုက်ပွဲတွေဖော်ဆောင်နိုင်မှုအတွက်ကျွန်တော်တို့အဓိကလိုအပ်နေပဲပေါ့နော်လက်နက်ရခဲယမ်း equipment တွေအတွက်ကျွန်တော်တို့ကြားမဲကွန်မန်ဒိုတွေအတွက်ကျွန်တော်တို့အဓိကပေါ့နော်စင်မြန်းမှုအတွက်ပေါ့နော်ကျွန်တော်တို့တွေဒီ3,000ပေါ့နော်ကျွန်တော်တို့ကမ်ပိန်းခေါ်ယူမှာဖြစ်ပါတယ်ကမ်ပိန်းရဲ့ခေါင်းစဉ်နာမည်ကတော့ကျွန်တော်တို့တွေကြားမဲဟိန်းတန်မြို့တို့ညံဆိုပြီးတော့ဖြစ်ပါတယ်အဓိကအဖြစ်ပေါ့နော်ကျွန်တော်တို့မှာလက်နက်ခဲယမ်းစက်ရုံတွေမရှိပါဘူးဒါကြောင့်မလို့ဒေါ်လာမိဘပြည်သူတွေရဲ့ထောက်ပံ့ငွေနဲ့ပဲကျွန်တော်တို့တွေဒီလက်နက်ခဲယမ်းလိုအပ်တဲ့စစ်ဝတ္တတာတွေဝယ်ယူရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအညာမှာပေါ့နော်အညာသားတွေဥဆောင်ပြီးတော့ပေါ့နော်တိုက်ခိုက်သိမ်းပိုက်မဲ့ဘောနော်ကျွန်တော်တို့မျိုးသိန်းတိုက်ပွဲတွေမှာတော်လန်မိဘပြည်သူတွေအနေနဲ့တူးချင်းစီအနေနဲ့ပူပေါင်းပါဝင်ကူညီထောက်ပံ့ပေးကြဖို့ပဲအထူးပင်မေတ္တာရက်ခံရပါတယ်ခင်ဗျကျွန်တော်တို့ MPD တက်ဖွဲ့အနေနဲ့လည်းကျွန်တော်တို့တွေစစ်အာဏာရှင်စနစ်နဲ့ကွာအာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိကျွန်တော်တို့တွေတော်လန်မိဘပြည်သူတွေနဲ့အတူတူပူပေါင်းပါဝင်တိုက်ခိုက်မယ်ဆိုတာကိုကျွန်တော်တို့တွေဒီနေရာကနေပြီးတော့လည်းဂရုသစ္စာပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ